ကဘာပေါ်မှာအသက်ရှည်ဆုံးတိရစ္ဆာန်12မျိုးကိုပြောပြပါမယ်။မှတ်တမ်းတင်ထားတဲ့အသက်ရှည်ဆုံးတိရစ္ဆာန်တွေကတော့တဲ့အိုရှန်ကွာဟော့ကတ်မှာဒါကတော့ခရူတစ်မျိုးဖြစ်ပါတယ်။အသက်ရှည်ဆုံးကနှစ်ပေါင်း200ကနေ900ကျော်တဲ့အထိရှိနိုင်ပါတယ်။မှတ်တမ်းအရအသက်ကြီးဆုံးကတော့နှစ်ပေါင်း900ခုနှစ်ဖြစ်ပါတယ်။သူ့ကိုမင်းလို့နာမည်ပေးထားပါတယ်။မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာတွေ့ရပါတယ်။နှစ်ဂရင်းလန်းငမန်းဒါကတော့ငမန်းမျိုးစားဖြစ်ပါတယ်။အသက်ကနှစ်ပေါင်း150ကနေ900လောက်အထိရှိနိုင်ပါတယ်။မှတ်တမ်းအရအသက်ကြီးဆုံးခန့်မှန်းခြေကတော့နှစ်ပေါင်း400လောက်ရှိပါတယ်။ကျိုးရိုးရှိတဲ့တတဝါတွေထဲမှာအသက်ရှည်ဆုံးတွေကတစ်ကောင်ဖြစ်ပါတယ်။သုံးဘိုးဟတ်ဝေလာ9မျိုးစားဖြစ်ပါတယ်။အသက်ကနှစ်ပေါင်း200ကျော်အထိနေနိုင်ပါတယ်။မှတ်တမ်းအရအသက်ကြီးဆုံးကတော့နှစ်ပေါင်း112နှစ်ဖြစ်ပါတယ်။သူ့ကိုလှန်တဲ့ထိုးရတန်းရတွေနဲ့နှလုံးတရှူးတွေကိုလေ့လာပြီးပြီးခဲ့ရတာပါ။အာသိရေပြင်မှာနေပါတယ်။4FI ကြောင့်ဒါကတော့ပင်လယ်နယ်ထဲမှာနေတဲ့ငါးတစ်မျိုးဖြစ်ပါတယ်။အသက်ကနှစ်ပေါင်း200ကျော်အထိရှိနိုင်ပါတယ်။မှတ်တမ်းအရအသက်ကြီးဆုံးကတော့နှစ်ပေါင်း205နှစ်ဖြစ်ပါတယ်။ပစိဖိတ်သမုဒ္ဒရာထဲမှာတွေ့ရပါတယ်။ငါကာလာဘာဂိုစ်လိတ်ဒါကတော့လိတ်ကြီးပေါ့အသက်ကနှစ်ပေါင်း100ကနေ150ကျော်အထိနေနိုင်ပါတယ်။မှတ်တမ်းအရအသက်ကြီးဆုံးတွေကတော့ဟာရီယက်ဆိုတဲ့အကောင်က185နှစ်ဂျော်နသန်ဆိုတဲ့အကောင်ကတော့2024ခုနှစ်အထိအသက်190နှစ်ကျော်နေပါပြီ။ကုန်းနေတတဝါတွေထဲမှာအသက်ရှည်ဆုံးဖြစ်ပါတယ်။6 breath ပင်လယ်တံပါချုပ်ဒါကတော့ပင်လယ်ခီးမျိုးနွယ်ဝင်တစ်မျိုးဖြစ်ပါတယ်။အသက်ကနှစ်ပေါင်း100ကနေ200ကျော်အထိရှိနိုင်ပါတယ်။မှတ်တမ်းအရအသက်ကြီးဆုံးခန့်မှန်းခြေကတော့နှစ်ပေါင်း200လောက်ဖြစ်ပါတယ်။ပစိဖိတ်သမုဒ္ဒရာရဲ့ရေတိမ်ပိုင်းမှာတွေ့ရပါတယ်။9 ကွိုင်9ဒါကတော့ကွိုင်9ဖြစ်ပါတယ်။အသက်က25နှစ်ကနေ50နှစ်အထိရှိပေမဲ့တချို့ကောင်တွေဆိုနှစ်100ကျော်အထိနေနိုင်ပါတယ်။မှတ်တမ်းအရအသက်ကြီးဆုံးကတော့ဟာနာကူဖြစ်ပါတယ်။သူ့အသက်က196နှစ်ဖြစ်ပါတယ်။အကြီးခွန်ကအနှစ်တွေကိုကြည့်ပြီးအတည်ပြုထားတာပါ။ရှစ်အဒါဘရာလိတ်ကြီးဒါကလည်းလိတ်ကြီးတစ်မျိုးပါအသက်က80နှစ်ကနေ150နှစ်အထိနေနိုင်ပါတယ်မှတ်တမ်းအရအသက်ကြီးဆုံးကတော့အဒရိုက်တာဖြစ်ပါတယ်သူ့အသက်ကခန့်မှန်းခြေ155နှစ်လောက်ရှိမယ်လို့ပြောကြပေမဲ့တေချာတော့မဟုတ်ပါဘူးကိုရေချိုပလဲကမကောင်ဒါကတော့ရေချိုမှာနေတဲ့ခီးတစ်မျိုးဖြစ်ပါတယ်အသက်ကနှစ်ပေါင်း100ကနေ150အထိရှိနိုင်ပါတယ်မှတ်တမ်းအရအသက်ကြီးဆုံးခန့်မှန်းခြေကတော့နှစ်ပေါင်း180လောက်ဖြစ်ပါတယ်30တော်တရားပုတ်တင်ဒါကတော့နယူးဇီလန်ကတွားတတဝါတစ်မျိုးဖြစ်ပါတယ်အသက်ကနှစ်ပေါင်း100ကနေ200အထိနေနိုင်ပါတယ်မှတ်တမ်းအရအသက်ကြီးဆုံးခန့်မှန်းခြေကတော့နှစ်ပေါင်း190လောက်ဖြစ်ပါတယ်7 American ပစွန်တုတ်ဒါကတော့ပစွန်တုတ်ကြီးဖြစ်ပါတယ်အသက်က90နှစ်ကနေ100ကျော်အထိရှိနိုင်ပါတယ်တကယ်တော့သူတို့ကမတည်နိုင်တဲ့တတဝါမျိုးဖြစ်နိုင်တယ်လို့လည်းပြောကြပါတယ်မှတ်တမ်းအရအသက်ကြီးဆုံးခန့်မှန်းခြေကတော့နှစ်ပေါင်း140လောက်ဖြစ်ပါတယ်7 African ဆင်ဒါကတော့ Africa ဆင်ဖြစ်ပါတယ်အာဖရိကဆင်ရောအာရှဆင်ရောနှမျိုးလုံးပါပါတယ်အသက်က60နှစ်ကနေ80နှစ်အထိနေနိုင်ပါတယ်တချို့ကောင်တွေဆို90ကျော်ထိနေနိုင်တယ်မှတ်တမ်းရအသက်ကြီးဆုံးကတော့လင်းဝမ်ဖြစ်ပါတယ်သူကအာရှဆင်ဖြစ်ပြီးမွေးမြူထားတာပါအသက်86နှစ်အထိနေခဲ့ပါတယ်Immortal Jelly ငါဒါကတော့ဘယ်တော့မှမတည်နိုင်တဲ့ Jelly ငါတစ်မျိုးဖြစ်ပါတယ်သူတို့ကသူတို့ရဲ့အသက်ဆက်ဝင်ကိုပြန်ဆဖို့အတွက်ပိုလစ်အဆင့်ကိုပြန်သွားနိုင်ပါတယ်